ဘာမှတော့မဟုတ်ဘူးပြီးခဲ့တဲ့2ရက်ကဟိုလေ online မှာကြည့်နေအဲ့ပါလေနေပါဦးဘာလို့ခေါ်ပြီးခဲ့တဲ့2ရက်က online မှာဟာလေကြည့်နေဟိုဟာတွေ့တယ်ငပီတောင်းဆိုတော့ရခိုင်ငပီတောင်းဘာညာဆိုတာနဲ့အိမ်မှာလည်းအဲ့လိုငပီတောင်းဆက်ဆက်ရှူးလေးမစားရကြပြီဆိုတော့လုပ်ကြည့်လိုက်တာလုပ်မယ်ပေါ့နော်ဒါမနက်ကဒါ air fryer နဲ့ဘာညာငပီဖုတ်ထားတာလောက်ထည့်ရမယ်မသိသေးဘူးเนาะအရသာကြည့်ပြီးတော့ဆက်ပြီးနောက်ဟိုတက်ကဝေထားတဲ့အဲဒီမှာဒါငြုပ်သီးစိမ်းကိုပြုတ်လိုက်တာပြုတ်လိုက်ပြီးတော့ပြုတ်လိုက်တယ်က20ဘူးလောက်ရှိမယ်တော့เนาะပြုတ်ထားတယ်ပြင်ခင်းဒီမောင်ကြက်သွန်ဖြူ4တက်လောက်ထောင်းထားတယ်အခုလို့ဒီမှာထောင်းနေတန်းနဲ့เนาะအခုမှသတိရတော့ရိုက်ဖို့ဘာလို့အဓိကကတော့ထောင်းမှာပေါ့နော်ထောင်းတယ်စပ်ပြေးလန်လေးဖြစ်အောင်ဆိုတော့နည်းများထည့်ထားတယ်ဒီငြုပ်သီးစိမ်းဘာလို့မျက်မှန်တက်တာလဲဆိုတော့protection ပေါ့နော် protection ဖြစ်ဖို့ protection ဖြစ်ပေမဲ့မမြင်ရဘူးဖြစ်ပြီးတော့ final လုပ်ပြရမယ်နော်ခဏလေးစောင့်ညိုဒီစိဟိုထောင်းရတဲ့စုံဝါသေးတော့လေခွဲပြီးထောင်းရဒီတကြောဆိုရင်ရောက်အရင်လည်းအများကြီးမှဘာလို့အဓိကညိုဒီစိထောင်းရတာတိတ်မခက်ဘူးနည်းနည်းလေးလူလေးဟိုဘာညာလူလေးထိလိုက်တာနဲ့ဟိုဖြစ်တယ်တို့ပေမဲ့တခုပဲရှိတာသူပြုတ်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့လေအဖြစ်လဲဆိုတော့ပြုတ်ထားဖြစ်တော့အရေးနည်းနည်းဝနေတော့လေပြစ်ဆိုပြီးတော့ဒီမြက်ပေါ်တက်ဆင်လို့ကျွန်တော်ရဲ့ page မှာပေါ့နော်မတင်ပြတာတော့ကြာပြီဗီဒီယိုဖိုင်နေဒီကရိုက်ပြီးသွားလို့ရှိရင်ကိုယ့်ကို edit ပြန်ဖြတ်ဖို့ကပြင်းနေတာပါတော့မဖြတ်ဖြစ်ဘူးဖြတ်ဖြစ်တော့အဲ့ဒါနဲ့တချို့ချင်းချက်ပြီးသွားလို့ရှိရင်အဲ့လိုစာလေးတွေရေးပြီးတော့တင်တာပေါ့နော်နဲတော့မွေးပြန့်နေငရုတ်သီးစိမ်းထောင်းပြီးသွားတော့မှာတဲ့ဒီဟွာထဲပေါ့နော်ဒီပါတယ်ငပိကျင်ဟာထဲပါဆိုပြောထားလို့လေငပိမီးဖုတ်ပေါ့ဒါဒီငပိရဒါဗမာပြည်ကအမေပေးလိုက်တဲ့ငပိအဲ့ဒါလေးကိုair fryer တွေမထည့်ခင်အရင်ဆုံးဟိုပေါ့ဒီခဲဘက်ပေါ်မှာတင်လိုက်တယ်နည်းပြပြလေးလှုပ်လိုက်တယ်အဓိကထူလို့ရှိရင်ဒီလိုမချောက်မှာဆိုလို့နည်းပြပြလေးလှုပ်တော့ကျွန်တော်တို့လူပွားသေးတယ်အဲ့ဒါလေးကိုမှဟိုလောက်10မိနစ်လောက် air fryer ထည့်လိုက်တာပြီးတော့နော်ဘေးပတ်ဝန်းကျင်နဲ့အနံ့နေပါရမနေဘူးပြူတာလည်းမရှိဘူးစင်ပြေနော်မြင်ရလားမသိပြီးမှ final look ကိုဟိုဘက်ရှေ့ကင်မရာနဲ့ရိုက်ပြနော်โอเคဒါရပြီနော်ခုဒါရပြီဆိုရင်ခဏလေးဒီကောင်လေးထည့်လောက်ထည့်မလဲဆိုအရင်ဆုံးအများအကုန်ထည့်ရမယ်နဲ့တွေ့ကြည့်လိုက်နော်ရှူလိုက်ပုံလေးလည်းအောင်ထည့်ချလိုက်ကောင်းမကောင်းစားမှာပဲလीနော်မတတ်နိုင်တော့အောင်မကောင်းနေပုံစံနေမprotection မပိုင်လည်းမရပြန်သူကငပိထည့်လိုက်တော့တော်တော်လေးกว่าဖြစ်သွားနော်ဝေါမိုက်တယ်ဟာဒါငါရုပ်သီးကိုထောင်းအင်တာနက်နဲ့အခုဒီဘက်ခက်မှာခက်စားနေတယ်လေဟိုကဘာလဲအဲ့ဒါဘာလို့ခေါ်လဲဒီဘောဘာကြက်ကြော်လဲဖိလစ်ပိုင်ကြက်ကြော်လာပါကြက်သားကိုကြော်ပြီးတော့ငရုပ်သီးအနှစ်တွေနဲ့ဟိုပါလေငရုတ်သီးချောင်းထားတာတွေနဲ့နေပြီးတော့စားတဲ့ဟာခက်စားနေတာဟောဒီမှာဒီလိုဟုတ်လားမဟုတ်လားမသိဘူးကျွန်တော်လှုပ်လိုက်ပြီနော်အောင်မ
လိုက်နေပြီအမတန်နာဒီတစ်ခေါက်တော့ငပိမများလေးစားဖို့နော်မတန်နိုင်ဘူးဆိုရင်ညနေကြတော့မှနိုင်ငံတော်ပြန်လာတော့နိုင်ငံတော်မီးခိုင်းပြီးတော့သူ့ review လုပ်ခိုင်းမယ်နော်အဲ့ဒါကြတော့နောက်ထပ်တစ်ခုမှဖြစ်မယ်ပြီးခုလို့ဒီဟာလေးကိုကျွန်တော်မြည်ကြည့်တာဝါအိုကောင်းလိုက်တာအေးပွင့်ဖွက်နော်โอเคဆိုတော့ဒီမှာဒါပြီနော်ဒါပြီဒါဆိုလို့ရှိရင်ငပိတောင်းရပြီခိုင်ငပိတော့ဆက်လေးစပြေးလဲတကယ်စပြေးလဲအဲ့တော့နည်းနည်းဒီအရသာလေးရှိအောင်ချုံမုတ်လေးထည့်လိုက်အောင်နော်ချုံမုတ်လေးစားလေးဘာညာဒါပါပဲတော့ချုံမုတ်စားထည့်လိုက်မယ်ပြီးရင်တော့ကစားတက်လိုက်မယ်နော်ဒီနေ့ငပိတောင်းထောင်းပြတာလောက်ပါပဲနော်အိမ်မှာတကယ်လို့ကျွန်တော်တို့လိုက်ထောင်းကြည့်ရင်လည်းထောင်းဖို့နော်